claim လုပ်ထားတယ်လို့ရုပ်တရက်ပေးလိုက်လို့လည်းအဆင်မပြေဘူးဒါပေမဲ့သူတို့ကိုနှင်ထုတ်ပလိုက်ဖို့လဲသူတို့လည်းဒီနေကလူတွေဖြစ်နေတယ်ဆိုတော့ဘာပဲပြောပြော audition တွင်းနေထိုင်ဖို့အတွက်ကျွန်တော်စကားပြောဖို့လိုတယ်ဆိုပြီးတော့ကျွန်တော်တို့စာပို့ပါတယ်ဒါပေမဲ့ကျွန်တော်မအားသေးဘူးပေါ့အခုပြီခင်ဗျားတို့မအားသေးဘူးဆိုရင်အားရထိကျွန်တော်စောင့်မယ်ဆိုတော့ခင်ဗျားတို့အားတိုင်းနဲ့တွေ့လို့ရအောင်အဲ့ဒီနီးနေမှာရွာတွေရှိတယ်ကျွန်တော်တို့ကိုထောက်ခံထားတဲ့ရွာတွေရှိတယ်အထူးသဖြင့်ဖလားမျိုးတင်ထားလို့ဂုံပြုတ်ပေးမယ်ရွာရှိတယ်ဆိုတော့အဲ့မှာကျွန်တော်တို့သွားပြီးတော့မှဒါဂုံပြုတ်ရင်းနဲ့ကြီးစိုးတော်ချီးမွမ်းတဲ့လေကိစ္စလေးကျွန်တော်တို့သွားမယ်ဆိုပြီးတော့မှကျွန်တော်တို့သွားတဲ့လမ်းမှာသူတို့ဂိတ်ကနေပြီးတော့မှဒါကာထားတယ်ပေါ့ခင်ဗျားတို့သွားလို့မရဘူးပေါ့ဘာဖြစ်လို့ဆိုတော့မေးတော့ဥက္ကဋ္ဌအမိန့်ပေါ့ဆိုတော့ဥက္ကဋ္ဌတွေကိုကျွန်တော်ဆက်တယ်စကားပြောရင်းနဲ့ဘာဖြစ်တယ်ညာဖြစ်တယ်နဲ့နောက်ဆုံးကြတော့ဒါ HMB ဆိုပြီးတော့ဖုန်းကပိတ်လိုက်တယ် switch off လုပ်လိုက်တယ်ဥက္ကဋ္ဌဘလို့မှစကားပြောလို့မရတော့ဘူးမြေပြင်ကလူတွေစကားပြောတဲ့ခါကျတော့ကျွန်တော်တို့ကဥက္ကဋ္ဌရဲ့အမိန့်ဖြစ်နေတော့ဥက္ကဋ္ဌရဲ့အမိန့်မပါဘဲနဲ့ပေးဖြတ်လို့မရဘူးဆိုတော့ပုံစံမျိုးတွေကတည်ဖြစ်လာတယ်အဲ့မှာစူကြအော်ကြနဲ့ခုနပြောသလိုပေါ့နော်ကျွန်တော်တို့ကားတွေကိုခွဲတာကားမှန်တွေခွဲတာထိုးတာတွေကစဖြစ်လာတယ်အဲ့မှာကျွန်တော်တို့ကလည်းဘာပဲပြောဒီအခြေအနေမျိုးကြီးမှာဒီလိုမျိုးအတင်းတိုးမယ်ဆိုလို့ရှိရင်ပြဖို့ခတ်ဖို့တွေဖြစ်လာမယ်ဆိုတော့အခါကျွန်တော်စဉ်းစားတဲ့အခါကျတော့အဲ့ဒီနေ့ညတော့အေးဆေးကျွန်တော်ပြန်သွားတယ်ပေါ့နော်ဒါပေမဲ့အခုလက်ရှိအချိန်ထိကျွန်တော်တို့ရဲ့ဖလန်းမြို့နယ်ထဲမှာလွတ်လပ်စွာသွားလာခွင့်ကျွန်တော်တို့ရဲ့ပြည်သူတွေလည်းလွတ်လပ်စွာရွေးချယ်ခွင့်မရှိဖြစ်နေတယ်နေစီချတတ်မှလိုက်ပြီးတော့အဲ့ဒီစီထဲမှာနေတဲ့သူတွေကတော့ရွေးချယ်ခွင့်မရှိဘူးသူတို့ကိုပဲဘယ်လိုပြောမလဲသူတို့နောက်ပဲလိုက်ရမယ်ပေါ့နော်သူတို့နောက်မလိုက်ရင်ပညာရေးလဲလာမရမ်းနဲ့ဘာမှလဲလာမလုံးနဲ့အုပ်ချုပ်လဲလာမအုပ်ချုပ်နဲ့ခင်ဗျားတို့ထွက်သွားဆိုတဲ့ပုံစံမျိုးနဲ့အဲ့ဒါဟောကူလဲ ideology မဟုတ်ပဲနဲ့သူ့ရဲ့တက်နဲ့သူ့ရဲ့လက်နဲ့အဲ့ဒါကာထားတယ်ဆိုတော့ကျွန်တော်တို့အနေနဲ့အဲ့ဒီကိစ္စကအဲ့လိုမျိုးတက်ကိုအားကိုးပြီးတော့မှကျွန်တော်တို့ရဲ့နိုင်ငံရေးကိစ္စကိုတက်နဲ့ဖြေရှင်းလာတဲ့ခါကျတော့ကျွန်တော်တို့မှလည်းနိုင်ငံရေးနည်းနဲ့ဖြေရှင်းဖို့တာအခက်အခဲဖြစ်လာတယ်ဆိုတော့နောက်ဆုံးမှကျွန်တော်တို့မှလည်းပဲလိုအပ်တဲ့အစည်းအဝေးပြင်ဆင်မှုတွေလုပ်ထားရတဲ့သဘောမျိုးမှာရှိနေပါတယ်ခင်ဗျာဟုတ်ကဲ့